ဒီနေ့ကအိလီယာလေးကိုထမင်းစားကြည့်အခရီဒါလေးဟာဒါကလေးကြိုက်တယ်အရင်ကြိုက်တာဟာကလေးအရင်ကြိုက်တာစားရကလေးမမကြီးကိုကြိုက်တာအမလေးအေးဟုတ်တယ်အမလေးကလေးကအမလေးကြိုက်တယ်ကြိုက်တယ်ဟာအများကြီးကိုစားတာမိသားလေးအမလေးဗဇက်ကလေးဟာတော့ပြီစားတာကလေးအမလေးတစုံလောက်ပဲကုန်မအောင်မတာကလေးကအမလေးတော်စားပါလားဗဇက်ကြီးဟာပေးတယ်မိသားလေးအမလေးဗဇက်ကြီးဟာပေးတယ်အမလေးစားတာမိသားလေးကြိုက်တာကလေးကြိုက်တယ်အမလေးကလေးကြိုက်တယ်ကလေးကြိုက်တယ်အမလေးကလေးတော်ကြိုက်တယ်ကလေးမိုင်းကြီးကိုကြိုက်တာကလေးမမကြိုက်တာဒါလေးအမလေးဟာပေးတာကလေးအမလေးဟာပေးတာအမလေးမမကြီးကိုဟာပေးတာမိသားလေးအမလေးကြိုက်တာကလေးကြိုက်တယ်အမလေးကြိုက်တယ်မိသားလေးစားဒါလေးအမလေးကလေးကြိုက်တယ်အမလေးကျမျိုးချတယ်ကျကလေးတော်ကြိုက်ပါလားမိုင်းလေးကိုတော်ကြိုက်ပါလားမိသားလေးဒါလေးအမလေးကြိုက်တယ်စားတာဆိုတော့ကလေးတော်စားတာဗျာကလေးတစုံမဲ့ကုန်မအောင်ပါ10စုံလောက်ကုန်နေရကလေးစကျွေးရတစုံလောက်ကျွေးတယ်အမလေး10စုံလောက်ရှိနေပြီအမလေးမိသားလေးကြိုက်အမလေးကြိုက်တာမိသားလေးမိုင်းကြီးကိုကြိုက်တာအမလေးကြိုက်တယ်ပြောင်းမီဒီမှာပြောင်းမီမိသားလေးစားတာပြောင်းမီဟာလေးအမလေးကြိုက်တာကလေးကြိုက်တာကလေးတော်ကြိုက်တာပဲကလေးတော်ကြိုက်တာပဲဟုတ်တယ်အမလေးအမလေးအမလေးကုန်းသွားလို့တယ်အမလေးကုန်းသွားလို့တယ်မိသားလေးအမလေးကြိုက်တာအဲ့လောက်ကြိုက်တာကြာထမင်းဒီနေ့မှစားဘူးတယ်ဒီနေ့ကြာကုန်ပြောင်းမီတော့ဝါဗလားဝါသေးဘူးလားအမလေးမဝါသေးဘူးလေအမလေးမဝါသေးဘူးလေကုန်တော့ကုန်မဝါသေးဘူးတယ်မှာပကံနဲ့လည်းပြောင်းသွားပြီမဝါသေးဘူးတယ်မိသားလေးမဝါသေးဘူးလေကလေးအမလေးကလေးမဝါသေးဘူးလေမဝါသေးဘူးလေမိသားလေးကျနေဖက်ကြအများကြီးလုံးမှာဒီနေ့ကမိသားလေးစကျွေးကြတာမလို့အမလေးတစုံမှကျွေးတယ်10စုံလောက်ကုန်တယ်အမလေးချီမမကြီးကကောင်းလာတာမမကြီးကကောင်းလာကလေးကြိုက်တာကျမမကြီးကိုကြိုက်တာကျမလေးတပြက်နဲ့ထမင်းရလည်းဒီမှာပြောင်းပြီမိသားလေးမဝသေးဘူးအမလေးမဝသေးဘူးမဝသေးဘူးတဲ့မဝသေးဘူးတဲ့အမလေးမိသားလေးမဝသေးဘူးရတာရအမလေးမဝသေးဘူးတဲ့အီလီယာအမလေးမဝသေးဘူးတဲ့အမလေးမဝသေးဘူးတဲ့ကုန်ပြီထမင်းကကုန်ပြီသားသားမဝသေးဘူးလားအမလေးမဝသေးဘူးတဲ့ဇက်ကြီးလိုက်ခါတာမဝသေးဘူးတဲ့ကိုထမင်းလည်းအဲ့လောက်အများကြီးစားတာမဝသေးဘူးတဲ့ဒီနေ့အစကျွေးရနည်းနည်းပဲကျွေးဆိုတော့တစုံလောက်ကျွေးဆိုတော့သူက10စုံလောက်စားတယ်